ရှာပေါ်တင်ကြည့်မြင်းနေထိဆွေးညီသွားမယ်ပသိမ်ဟလဝါတော့ရွှေလာဝင်းနဲ့ AR တိုင်းရဲ့ချက်သေးဆောင်မော်တုံဆုံးဖျားဝဲပြန်မှာရွှေလာဝင်းဝဲမှာအိမ်ပြန်လာမှာနော်ကောင်းစားရစားကောင်းစီဟိုဟလဝါဆိုရွှေလာဝင်းဟေးဒိုလဲဆောင်ပေးရအောင်လာကြပသိမ်ဟလဝါကိုစားဘူးလားရှာလေမတူမတူအောင်ထူကြတာဟေးဘူးဒီဇိုင်းလေးတင်တဲ့ထုံလုံးထားစင်လာချင်းကမိကတော့လိုက်ပါကောင်းစားရစားကောင်းစီဟိုဟလဝါဆိုရွှေလာဝင်းဟေးဒိုလဲဆောင်ပေးရအောင်ဟလဝါဆိုရွှေလာဝင်းဟေးရွှေစီမရွှေလာဝီဟေးနာမည်ကျော်ရရွှေလာဝီဟေးကောင်းစားရစားကောင်းစီဟိုဟလဝါဆိုရွှေလာဝီဟေးဒိုလဲဆောင်ပေးရအောင်ဟလဝါဆိုရွှေလာဝီဟေးဒိုလဲဆောင်ပေးရအောင်ကားအရာသာလေးကတစိမ့်စိမ့်အေးချိုတန်တမဆုံးအမြဲချိုချစ်ရတာဒီဆိုပင်ရမဆိုလူတိုင်းအေး Oh yeah ချစ်ကြလို့ sweetie လေးပါ sweetie ချိုချစ်လေးပါ Oh yeah လား Get your sweetie လေးခွဆောင်တာပေါ့ sweetie sweetie Oh yeah လိုက်နေလူတိုင်းချစ်ကြလို့ sweetie လေးပါကျွန်တော်တို့အောက်ဆီဂျင်စက်ရုံကမင်းရလဲကွာလေထဲမှာအလကားရတဲ့အောက်ဆီဂျင်များစက်ရုံကထောက်ရတယ်လို့ခင်ဗျတော်ဘူးတာနဲတာပဲဗျလေထဲမှာအောက်ဆီဂျင်က 21% 21%နဲ့ပါတာဗျ21%နဲ့ပါတယ်ဖျားဟုတ်တယ် MEC ရဲ့အောက်ဆီဂျင်စက်ရုံက 99.8% တန့်စင်မှုရှိတဲ့အောက်ဆီဂျင်တွေကိုထုတ်ပေးတာအဲ့လိုများတဲ့အောက်ဆီဂျင်တွေကိုဆေးရုံဆေးကန်းနေနဲ့စက်မှုလုပ်ငန်းတွေမှာသုံးရတာပေါ့လို့တံဖြတ်သားတို့တန်ခေဆက်သားတို့တုံးတဲ့အောက်ဆီဂျင်ကအနည်းဆုံး 99.5% တန့်စင်မှုရှိမှသုံးလို့ရတာဗျဒါဆိုရင်အဲ့ဒီအောက်ဆီဂျင်လိုချင်ရင် MEC အောက်ဆီဂျင်စက်ရုံမင်းဓမ္မလန်အင်းစိန်မြို့နယ်ရန်ကုန်မြို့မှာဝယ်ယူလို့ရနိုင်ပါတယ်ခင်ဗျာဖုန်း3ညတိ6 5 1ကို3ခွန်3ညတိ2 5 3 3ချအဲ့မသိဘူးသောဒါမြတ်တွေအောက်ဆီဂျင်ဆွမ်းအားကောင်းသုံးလို့ရစေမယ်တန်တမီများလည်းပဲပြရမှာသုံးလွယ်ကူ O2Gas တီးလိုက်ကြတော့အောက်ဆီဂျင်မရှိတော့မဖြစ်ဘူးထုံလောက်တဲ့ MEC ကစေလောကတွေတောက်ကူပြူနေအောက်ဆီဂျင်ဆွမ်းကတိမ်များအောက်ပြူစို့အောက်ဆီဂျင်မရှိမဖြစ်တဲ့ဒုက္ခလူသားတွေအတွက်ဒီရင်ကထုံလောက်တဲ့ MEC ဆွမ်းတဲ့အောက်ဆီဂျင်ရွှေမဟာမနေ၍ရွှေမဟာ2ကိုထပ်မံဖွင့်လှစ်လိုက်ပါပြီရွှေမဟာ1သည်အမှတ်941မဟာဗန္ဓုလာလန်လာတာ၌ရှိမှဖြစ်ပြီးရွှေမဟာ2မှာဘိုးချုပ်စီစူပါဝေါ့ကောင်တာ6၌ဖွင့်လှစ်မှာဖြစ်ပါတယ်မိန်ဟောင်းမိတ်တင်များဝယ်ယူအားပေးကြပါရန်ရွှေမဟာမဖိတ်ခေါ်အပ်ပါတယ်ပြေဆုံးသွားပြီရွှေသားလက်ဆောင်များကိုရွှေထည့်ပြန်လုပ်မယ်ဆိုအရော့တွေလက်ခလုံးဝမယူဘူး